ပလဲဆိုတာခရူးကောင်လေးတွေရဲ့မျက်ရည်လို့ပြောရင်တင်ယုံမလားကြောက်မြက်ရတနာတွေထဲမှာတက်ရှိတတဝါကနေထွက်ရှိတဲ့တခုတည်းသောရတနာကပလဲပါပဲဒါပေမဲ့ဒီအလှပနောက်ွယ်မှာခရူးလေးတွေရဲ့နာကျင်စရာဖြစ်စဉ်တစ်ခုရှိနေပါတယ်တကယ်တော့ပလဲဆိုတာခရူးကောင်လေးတွေကသူတို့ကိုသူတို့ပြန်လဲကာကွယ်ရာကနေဖြစ်လာတာပါတဲပွင့်ဒါမှမဟုတ်ကပ်ပါကောင်လေးတွေခရူးကိုယ်တဲကိုမတော်တဆဝင်သွားတဲ့အခါအဲ့ဒီအရာကခရူးလေးကိုအယမ်းနာကျင်စေပါတယ်အဲ့ဒီနာကျင်မှုကိုတက်တာအောင်နေကလို့ခေါ်တဲ့အလွှာလေးတွေနဲ့အထက်ထက်ဖုံးအုပ်လိုက်ရင်းကနေနှစ်အတော်ကြာတဲ့အခါမှာပလဲအဖြစ်ပြောင်းလဲသွားတာပါတဘာဝပလဲတစ်လုံးဖြစ်လာဖို့အနည်းဆုံး6နှစ်လောက်အထိကြာတတ်ပြီးအရန်ကိုရှားပါပါတယ်ဒါကြောင့်လဲအဖိုးတန်နေတာပါအခုခေတ်မှာတော့လူတွေကခရူလေးတွေကိုတမင်တက်တက်အရာဝတ္ထုလေးတွေထည့်ပေးပြီးမွေးပလဲတွေထုတ်လုပ်လာကြပေမဲ့တဘာဝရဲ့လက်ရလောက်တော့တန်ဖိုးမကြီးနိုင်ပါဘူးဒီလိုဘုဟုတုတအစ်တွေကိုနေတိုင်းသိကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ပြိုးပြိုး channel လေးကို follow လုပ်ထားဖို့မမေ့နဲ့ဦးနော်